နိုင်ငံတကာနှစ်သစ်ကူး2023ခုနှစ်နှစ်ဦးဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောအမှားနဲ့အမှန်ခွဲခြားသိသောဉာဏ်အကြောင်းတရားတွေသမာတော်အမှားနဲ့အမှန်ခွဲခြားသိသောဉာဏ်အများသိနေတဲ့အမြင်ဟာအမှားလားသို့မဟုတ်အမှန်လားဆိုတာခွဲခြားသိဖို့လိုအပ်တယ်ပါဠိစကားလုံးနဲ့ပြောမယ်ဆိုရင်ဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့စကားလုံးရှိတယ်ဘုရားတရားတော်တွေရဲ့ရှိရွယ်ချက်ကလောကမှာရှိတဲ့လူသားတွေဟာအမှားမြင်နေတာကိုအမှန်ထင်ပြီးတော့လေ့ကြလို့သမယဝကမလွတ်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘယ်လိုအင်းကဘယ်လိုအမြင်ကအမှားမြင်ပြီးတော့ဘယ်လိုအမြင်ကအမှန်မြင်တာလဲဆိုတာခွဲခြားသိဖို့ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဝိပဿနာတရားရဲ့အခြေခံဝိပဿနာတရားအထုတ်ပြီးဆိုရင်ဘယ်လိုအမြင်ရှိမှဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာသိရှိနားလည်ဖို့အတွက်ရှင်းလင်းဟောကြားမှာဖြစ်ပါတယ်တရားကောင်းစီအနေနဲ့ကတော့အမှားနဲ့အမှန်ခွဲခြားသိတော်ဉာဏ်ဒါကအမှားဒါကအမှန်လို့ဒီလိုသိတဲ့ဉာဏ်ဟာဒီလိုသိတာဟာဝိပဿနာဉာဏ်နဲ့သာသိနိုင်တာဖြစ်တယ်အမှန်အသိဉာဏ်မျိုးနဲ့သိနိုင်ခြင်းမရှိဘူးဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေမှာစင်ကြယ်တဲ့လမ်းစဉ်ကနေသွားကြတာပထမဆုံးကိုကျင့်သီလစင်ကြယ်အောင်ကြိုးစားရမယ်ဒါကတော့အသိဉာဏ်မဟုတ်သေးဘူးအခြေခံအနေနဲ့သီလဝိသုဒ္ဓိဆိုတာကိုကျင့်တရားကောင်းမွန်ဖို့ရှေ့ဥစွာလုပ်ကြရဘာဖြစ်လို့ကိုကျင့်တရားကောင်းဖို့လိုအပ်တယ်လဲလို့ဆိုရင်ကိုကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်မှာသူ့ရဲ့စိတ်ထဲမှာအနှောင့်အယှက်တွေအများကြီးရှိသည့်အတွက်ကြောင့်အသိဉာဏ်ဖြစ်ဖို့အတွက်အဟံတာတွေဖြစ်တယ်ပေါ့အဲ့ဒီအဟံတာတွေကိုကျွတ်တင်ရှင်းဖို့လိုအပ်တယ်ကိုယ့်ရဲ့မျက်နှာပုံရိပ်ကိုရှင်းရှင်းလင်းလင်းမြင်ချင်လို့ရှိရင်မှန်သားဖြင့်ဟာကြည်လင်းနေမှာဖြစ်တယ်မဝါးနေတဲ့မှန်သားဖြင့်မောကြည့်ပဲဆိုလို့ရှိရင်မဝါးတဲ့ရုပ်ပဲမမြင်ရမှာဖြစ်တယ်ဒါကြောင့်မို့မှန်သားဖြင့်ကိုကြည်လင်းအောင်လုပ်သလိုကိုကျင့်တရားတွေရှုစွာကောင်းမွန်အောင်ကြိုးစားရမယ်ဘယ်တိုင်းထာထိကြိုးစားရမလဲဆိုရင်ကိုကျင့်တရားပြုပြင်နေဆိုတာအချိန်အများကြီးတော့လိုအပ်တာမဟုတ်ဘူးပေါ့အခုဆောက်တည်လိုက်လို့ရှိရင်အခုကိုကျင့်တရားဟာလုံခြုံသွားတာပဲ
ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ရှင်အင်္ဂုလိမာလာရဲ့အလောင်းယဟန်မဖြစ်ခင်ကလူတတ်တဲ့လူဆိုကြီးတယောက်အင်္ဂုလိမာလာဆိုတာသူ့နာမည်ရင်းတော့မဟုတ်ဘူးသူ့နာမည်ရင်းကအဟိန္ဒကဘယ်သူကိုမှမညှင်းဆဲသူဆိုတဲ့အဓိပ္ပာယ်အဟိန္ဒကအဲ့ဒီအဟိန္ဒကဟာလူတတ်သမားကြီးဘဝရောက်သွားတဲ့အခါကျတော့သူတတ်ထားတဲ့လူတွေရဲ့လက်ညှိုးတွေကိုမပြောက်ပြက်ရအောင်ကျိုးနဲ့စီးပြီးတော့လက်ဘက်မှာချိတ်ထားလို့လက်ဘက်မှာဆွဲထားလို့အင်္ဂုလိမာလာလို့နာမည်တွင်သွားအင်္ဂုလိဆိုတာလက်ချောင်းကလေးတွေမာလာဆိုတာပန်းကုန်းပေါ့လက်ချောင်းလေးတွေကိုပန်းကုန်းလိုလွတ်ပြီးတော့လက်ဘက်မှာဆွတ်ထားသူဟာသူရဲ့လုပ်ငန်းကိုအကြီးကျယ်လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဘုရားကိုချီးညိုပြီးတော့သူ့အလုပ်တွေကရှောင်လိုက်တယ်အဲ့ဒီရှောင်လိုက်တာဟာကိုကြီးတိတ်ကိုစင်ကြအောင်လုပ်လိုက်ခြင်းပဲရှောင်လိုက်ပြီးတဲ့နောက်မှာရဟန်းဘုရားရောက်လာတာအဲ့ဒီကစပြီးတော့သူများတဲ့တတ်အလုံးဝမလုပ်တော့သို့တော့ရဟန်းမဖြစ်ခင်ရှေ့ပိုင်းမှာအကြီးအကျယ်သူတွေကိုဒုက္ခပေးတတ်ဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဆိုမြတ်စွာဘုရားပေးတဲ့ကမ္မထန်နိလန်းကိုရှုပန်းအထုတ်တဲ့အခါမှာသမာဓိရအောင်ကြိုးစားတဲ့အခါမှာသမာဓိမဖြစ်ဘဲနဲ့သူကျွလွန်ခဲ့တဲ့ပြစ်မှုတွေလူတွေကိုတပ်ဖြတ်ခဲ့တဲ့မြင်ကွင်းနေပုံရိပ်တွေကသူ့စိတ်ကိုလွှမ်းမိုးလာပြီးတော့စိတ်ဟာဆောက်တည်ရမရဖြစ်လာတယ်ဒါတော့ဝပဲလေမဟုတ်တာလောက်ထားတဲ့ပုဂ္ဂိုလ်တယောက်ကစိတ်ကြည်ငြိမ်အောင်ကြိုးစားလိုက်တဲ့အချိန်မှာအဲ့ဒီပုံရိပ်တွေကရှူရှူပေါ်လာပြီးတော့အနှောက်အယှက်ဖြစ်ကုန်အဲ့ဒီလိုအနှောက်အယှက်မျိုးမဖြစ်အောင်ကိုကျင့်သီလကိုကောင်းမွန်ကြိုးစားကြရတာဖြစ်တယ်အကယ်၍ကိုကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မကောင်းတဲ့ပုံရိပ်တွေဟာသူစိတ်အာယုန်ထဲမှာပေါ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ရှင်အင်္ဂုလိမာလာဟာတရားထုတ်တဲ့အခါမှာသူရဲ့လူသက်တမဘုရားကပုံရိပ်တွေကလွှမ်းမိုးလာလို့တရားထိုင်လို့မရဘူးနောက်ပိုင်းကျတော့မြတ်စွာဘုရားကနိလန်းပေးတယ်ရှေ့ပိုင်းဟာတွေမိထားလိုက်အပိုင်းနှစ်ပိုင်းပိုင်းလိုက်တယ်အဲ့ဒါကိုအင်္ဂုလိမာလာပြိတ်ချုပ်ပြီးတော့နောက်ပိုင်းတော့ပေါ်လာတယ်နော်အပိုင်းနှစ်ပိုင်းပိုင်းလိုက်တယ်ယတောဟံအရိယာယသာတိယသာတော်အရိယဇတ်မြင့်မြတ်တဲ့ယဟန်ဘုရားရောက်တဲ့အချိန်ကစပြီးတော့သူ့အသက်မတတ်ပါဘူးဆိုအချိန်ကန့်သက်လိုက်တာရှေ့ပိုင်းကလုပ်ခဲ့တာတွေကိုပေးပြလိုက်ပြီးတော့ကိုယ့်ရဲ့စိတ်အားပြည့်မှုစင်ကြယ်မှုပဲရဟန်းဖြစ်တဲ့အချိန်နောက်ပိုင်းကစပြီးတော့သူကိုကျင့်သီလရှိတယ်ဆိုတာကိုအားပြုလိုက်တယ်အဲ့ဒီအချိန်မှာပုံရိပ်တွေပျောက်သွားပြီးတော့တရားထုတ်လို့ရပါတယ်အဲ့တော့သီလရဲ့တန်ဖိုးဟာအဲ့ဒါပဲအနဝိသဒုက္ခ happiness or innocence အနဝိသဆိုတာ innocent အပြစ်မရှိတာအပြစ်မရှိခြင်းဒီချမ်းသာဒုက္ခစိတ်ချမ်းသာမှုပေးနိုင်တယ်အဲ့တော့အပြစ်မရှိတာဟာ
သီလနဲ့ပြည့်စုံမှအပြစ်မရှိဘူးကိုချင်းသီလပျက်စီးနေတဲ့ပုဂ္ဂိုလ်ဟာအပြစ်ရှိနေတယ်လို့ခံစားရတယ်ကာယကံဝစီကံအပြစ်ရှိတယ်ပေါ့အဲ့စိတ်ထဲမှာမကောင်းတဲ့ပုံရိပ်တွေကလာရောက်နှောက်ယှက်တဲ့အခါမှာစိတ်ဓာတ်ဝိတုဒ္ဓိဆိုတာဖြစ်ဖို့ခက်သွားတယ်။အဲဒါမို့သီလဝိတုဒ္ဓိကာယကံဝစီကံစင်ကြယ်အောင်ရှုစွာရှုပန်းအထောက်အောင်ကိုယ်စိတ်ထဲမှာစိတ်နှလုံးထုံထုံချပြီးတော့အခုချိန်ကစပြီးကာယကံမြောက်ဝစီကံမြောက်ကိုယ်ကျင်တရားကိုဖောက်ဖျက်တာမလုပ်ပါဘူးလို့ဆိုတဲ့တဏှိဋ္ဌာန်ချပြီးတော့ကိုယ်ကျင်သီလကိုစောင့်တည်လိုက်ခြင်းအပြင်သီလဝိတ္တုဆက်ဖြစ်သွားတယ်ဒါနဲ့ပတ်သက်ပြီးတော့တချို့တလေကကိုးကားပြီးတော့ပြောလို့ရှိကြတယ်သန္တိမတ်ကြီးဟာအရဲ့မူရင်းကနေပြီးတော့ယဟနာဖြစ်သွားတယ်အပြင်မှာတော့ဟုတ်တယ်မူရင်းတောက်စားပြီးတော့သူနေတာသို့တော့တရားဓုရတဲ့အချိန်မှာမြတ်စွာဘုရားတရားတော့ကြားနာတဲ့အချိန်မှာအဲ့ဒါတွေမရှိတော့ဘူးသူသီလမရှိဘဲနဲ့ယဟနာဖြစ်တာမဟုတ်ဘူးအဲ့တော့သီလဆိုတာအကြာကြီးဆောက်တည်ဖို့ဒီလိုလဲဆိုလိုတာမဟုတ်ဘူးစိတ်ပိုင်းဖြတ်မှုကအဓိကဖြစ်တယ်စိတ်မပြတ်တဲ့ပုဂ္ဂိုလ်ကတော့ထပ်လုံးနေမှာပဲလေခုဆောက်တည်လိုက်တော့ကြဖောက်ပြက်လိုက်ဆောက်တည်လိုက်ဖောက်ပြက်လိုက်အဲ့ဒါလိုနေမှာပဲသန္တိမတ်ကြီးတို့လိုပုဂ္ဂိုလ်မျိုးတွေကြတော့စိတ်ကပြတ်တယ်ဒါမလုံးတော့ဘူးဆိုရင်တစ်သက်လုံးမလုံးတော့ဘယ်တော့မှမလုံးတော့ရှင်အင်္ဂုလိမလာရဲ့အလောင်းကလည်းအဲ့တိုင်းပဲစိတ်ပြတ်တယ်တော့လူမတတ်တော့ဘူးဆိုရင်သူ့ကိုလာတတ်တော့ဘာသူကကျန်တဲ့ခုခံပြီးသူများကိုတတ်မှာမဟုတ်ဘူးအဲ့လောက်တောင်စိတ်ပြတ်တာနော်သူပဲသိခံလိုက်မယ်သူများကိုပြန်ပြီးတော့တတ်မှာမဟုတ်ဘူးအဲ့လိုစိတ်ပိုင်းဖြတ်လိုက်ခြင်းအပြင်သီလဝိတ္တုဆိုတာရသွားတယ်သီလဝိတ္တုဟာဘာအတွက်လဲလို့မေးရင်စိတ်တဝိတ္တုစိတ်တဝိတ္တုဆိုတာစိတ်စင်ကြယ်မှုလို့ပြောပေမဲ့ဘာကိုဆိုလိုတာတော့ဆိုသမာဓိကိုပြောလို့စိတ်တဝိတ္တုဆိုတာသမာဓိကိုပြောတာစိတ်တည်ငြိမ်အောင်ထားနိုင်တာအဲ့တော့ကိုချင်းသီလပြည့်စုံပြီးတဲ့နောက်မှာစိတ်တည်ငြိမ်အောင်လုပ်ဖို့လွယ်သွားတယ်သီလဝိတ္တုကကာယကံနဲ့ဝစီကံကိုထိမ့်သိမ်းဆောက်ရှောက်တယ်စိတ်တဝိတ္တုကစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်တယ်အဲ့ဒီနှစ်ခုကဘာအတွက်လဲဆိုရင်အသိပညာအတွက်ပဲဖြစ်တယ်နော်သီလရဲ့သမာဓိရဲ့ဘုရားဘာသာကျင့်စဉ်ဟာအမှန်တမ်းစနစ်ကြတယ် systematically လုပ်ထားတာသက်လမ်းကြောင်းပေးထားရုံမဟုတ်ဘူးတကယ်ဖြစ်ဖြစ်ထားလဲအဲ့တိုင်းပဲသီလမစင်ကြယ်ရင်သမာဓိရဖို့ခက်တယ်ဒါမို့သီလစင်ကြယ်အောင်လုပ်ပါလို့ပြောတာသူအဆင့်လိုက်သွားတာတော့သီလဝိတ္တုဖြစ်အောင်အရင်ကြိုးစားမယ်ပြီးရင်စိတ်စင်ကြယ်မှုဆိုတဲ့သမာဓိအောင်ကြိုးစားရမယ်အဲ့တော့သီလဝိတ္တုသည်စိတ်ဓာတ်ဝိတ္တုအတွက်ဖြစ်တယ်သူ့ဆင့်နဲ့သူသွားတာသီလစင်ကြယ်တာဟာနိဗ္ဗာန်ကိုတိုက်ရိုက်အကျိုးပေးတာမဟုတ်ဘူးသီလစင်ကြယ်မှုသည်စိတ်ဓာတ်ဝိတ္တုအတက်တာဖြစ်တယ်ဘာနဲ့တူတော့ဆို၄ကတိ9တိစဉ်းစားကြည့်ပေါ့ပထမ၄ကတိသည်ဒုတိယ၄ကတိကိုရောက်ဖို့တက်တာဖြစ်တယ်တိုက်ပေါ်ရောက်ဖို့မဟုတ်သေးဘူးသူကပထမ၄ကတိသည်ဒုတိယ၄ကတိကိုရောက်အောင်ပို့ပေးတာဖြစ်တယ်ဒုတိယ၄ကတိကတတိယ၄ကတိအတွက်ဖြစ်တယ်
တတိယလေကတိကစတုထလေကတိစတုထကပစ္စမပစ္စမကသတ္ထသတ္ထကတတ္တမအဲ့ဒီလိုကြည့်လိုက်ပဲဆိုရင်သီလဝိတ္တုကပါအတွက်လဲလို့ဆိုရင်စိတ်တဝိတ္တုသမာဓိရဖို့အတွက်အနုဆိုသမာဓိရဖို့ခက်လိမ့်မယ်ကိုချင်းသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားနေရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုနည်းနဲ့မှစိတ်တည်ငြိမ်မှုကိုမရနိုင်ဘူးတဲ့ဒါကြောင့်မို့စိတ်တည်ငြိမ်မှုအတွက်ကိုချင်းသီလရှိရမယ်ကိုချင်းသီလရှိပြီးတဲ့အခါမှာစိတ်တည်ငြိမ်မှုရအောင်ကြိုးစားရမယ်ဒါအဆင့်မကျော်ရဘူးသူတိုင်သူသွားတာအဲ့ဒီသီလဝိတ္တုအဆင့်စိတ်တဝိတ္တုအဆင့်นี้ပညာဝိတ္တုအတွက်လမ်းခင်းပေးခြင်းများတာဖြစ်တယ်ပညာမဟုတ်သေးဘူးအသိပညာမဟုတ်သေးဘူးဟုတ်ပြီစိတ်တဝိတ္တုဖြစ်လာပြီးတဲ့နောက်မှာအမှားနဲ့အမှန်ကိုသိတဲ့ဉာဏ်ရဖို့အတွက်လုပ်ငန်းစတင်ရမှာဖြစ်တယ်ပေါ့အဲ့ဒါကိုဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်ဒိဋ္ဌိဝိတ္တုကိုစကလုံးနှလုံးနဲ့ဖော်ပြထားတာဖြစ်တယ်ဒိဋ္ဌိရဲ့ဝိတ္တုရဲ့ဒိဋ္ဌိဆိုတဲ့စကလုံးကတခါတရံမှားရင်းတဲ့အမြင်ကိုဖော်ဆောင်တာဖြစ်ပေမဲ့လို့တခါတရံအသိဉာဏ်ကိုဖော်ဆောင်တာလည်းရှိတယ်ဥပမာမဲ့ရှင်းရှင်းလင်းလင်းကတော့မိစ္ဆာဒိဋ္ဌိနဲ့သမ္မာဒိဋ္ဌိရှေ့ကစကလုံးနဲ့ထည့်လို့ရှိရင်မိစ္ဆာဒိဋ္ဌိဆိုရင်မှားရင်းတဲ့အမြင်သမ္မာဒိဋ္ဌိဆိုတော့မှန်ကန်တဲ့အမြင်အသိဉာဏ်အဲ့လိုကွာတယ်ကြည့်ရှေ့ကမိစ္ဆာဆိုလည်းမပါဘူးသမ္မာဆိုတာလည်းမပါဘူးဒိဋ္ဌိလို့သမ္မာသုံးတဲ့အခါကျတော့မှားရင်းတဲ့အမြင်လားမှန်ကန်တဲ့အမြင်လားဆိုတာသိဖို့ခက်သွားတယ်အဲ့ဒါကြတော့အကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ယူရတယ် what context စကားလုံးနဲ့ဆက်ဆက်လာတဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးတော့ဒါဟာမှားရင်းတဲ့အမြင်ကိုပြောရလားဟောမှန်ကန်တဲ့အမြင်ကိုပြောရလားဆိုတာနှစ်ခုခွဲခြားပြီးတော့ယူဖို့လိုတယ်ပေါ့မေတ္တာသုတ်ထဲမှာပါတယ်နောက်ဆုံးကတာလေးတစ်ပုဒ်ကိုကြည့်အလုံးမေတ္တာသုတ်ရကြတယ်ဒိဋ္ဌိဉ္စအတုပကမ္မသီလဝါတတနေနသံပန္နောအဲ့မှာအဲ့ဒီမှာဒိဋ္ဌိဉ္စအတုပကမ္မအဲ့ဒီမှာပြထားတဲ့ဒိဋ္ဌိဆိုတာမှားသောအမြင်လို့အဓိပ္ပာယ်ရတယ်synonymous term ဒိဋ္ဌိနဲ့သတ္တနာအတူတူပဲဟောစကားလုံးနှစ်ခုအဓိပ္ပာယ်တူစကားလုံးဒိဋ္ဌိသအနုပကမ္မသီလဝါသတ္တနေနသံပန္နောသတ္တနာဒီဒိဋ္ဌိကိုတော့မှားရတဲ့အမြင်နောက်ကသတ္တနာကြတော့မှန်ကန်တဲ့အမြင်ဖြစ်သွားတယ်အဲ့တော့မေတ္တာပို့တဲ့ပုဂ္ဂိုလ်ဟာဘယ်လိုမှားရတဲ့အမြင်တွေဖြစ်လာတယ်လဲဆိုမေတ္တာပို့တယ်ဆိုတာကိုယ်မိတ်ဆွေအနေနဲ့ပို့တယ်တရဝအနေနဲ့ပို့တယ်ကိုယ်နဲ့ခင်မင်တဲ့ပုဂ္ဂိုလ်အနေနဲ့ပို့တာမေတ္တာစာတရဝအနေနဲ့ပို့တာဖြစ်တယ်တရဝအနေနဲ့ပို့တဲ့မေတ္တာသမာဓိကိုသာဖြစ်စေတာဉာဏ်ကိုဖြစ်စေတာမဟုတ်ဘူးအဲ့တော့သမာဓိဖြစ်ဖို့ရအတွက်ကိုယ်နဲ့ယဉ်ဤကြောင်းဝင်တဲ့မိတ်ဆွေထိုအနေတဆင့်ကိုယ်နဲ့မခင်တဲ့ပုဂ္ဂိုလ်ထိုမှတဆင့်ကိုယ်နဲ့အမြင်မကြည့်တဲ့ပုဂ္ဂိုလ်ထီအောင်တရားအားလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားတာအဲ့တော့ခေါင်းထဲမှာဘာဆွဲသွားတော့ဆိုတရားရှိတယ်ဆိုတဲ့အတွေးဝင်သွားတယ်အဲ့ဒီအတွေးကဝိပဿနာဉာဏ်နဲ့ကြည့်လို့ရှိရင်အမှားကြီးဖြစ်တယ်မေတ္တာပို့တာကြတော့အမှားမဟုတ်ဘူးသမာဓိအခြေအနေမှာအမှားမဟုတ်ဘူးသို့တော့အမြင်အနေနဲ့ကြည့်မှားနေပြီသူ
နော်တရားရှိတယ်မိတ်ဆွေရှိတယ်ခင်မင်းသူရှိတယ်လို့ဆိုတာအမှားကြီးဖြစ်နေတယ်ဘာလို့လဲဆိုရင်ဝိပဿနာ level မှာတရားဆာမရှိဘူးအဲ့လိုမြင်ဖို့လိုတာဟုတ်အဲ့တော့မေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ကတရားအရှိအနေနဲ့ပို့နေတာဖြစ်တော့ဝိပဿနာကိုကူးတော့မယ်ဆိုရင်အဲ့ဒီတရားရှိတယ်ဆိုတဲ့အတွေ့ကိုဖြောက်ပါလို့ပြောတာဒိဋ္ဌိစအနုပခမ္မနော်မှားရနေတဲ့အယူဆတည်းရသူမရောက်ပါစေနဲ့မသွားရနဲ့အဲ့ဒီလမ်းကြောင်းကိုမလိုက်နဲ့တော့လို့ပြောလိုက်တာတရားရှိတယ်ဆိုတဲ့အတွေ့အထင်ကိုဖြောက်ပါအဲ့ဒီနောက်ကို approach မလုပ်ပါနဲ့သူပြောတာအဲ့ဒီအတွေ့ကိုဖြောက်လိုက်ပါဖြောက်လိုက်ပြီးမှကိုချင်းသီလနဲ့သတ္တနာမှန်ကန်တဲ့အမြင်ရှိပါလို့သူဆိုလို့တယ်နော်အဲ့ကြောင့်ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ဒိဋ္ဌိဝိတုဒ္ဓိအမှားနဲ့အမှန်ခွဲခြားပြီးတော့သိမြင်တဲ့အသိဉာဏ်အမှန်မှအကြည့်ကြည့်သွားပြီဒါဝိပဿနာ level ကိုပြောနော်ဝိပဿနာ level ရောက်ရင်သူ့ level နဲ့သူမှားရမယ်ဒါတနည်းအားဖြင့်ပြောမယ်ဆိုရင်သမုဒိသစ္စာ level နဲ့ပရမတ္ထသစ္စာ level ပေါ့အမှန်တရားဆိုတာနှစ်ခုရှိတာ general consensus လို့ခေါ်တဲ့အများကအတိမပြုထားတာဒါသမုဒိလို့ခေါ်တယ်သမုဒိသစ္စာအများကအတိမပြုထားတာလဲအမှန်လို့ယူဆလို့ရတယ်သို့တော့အများကအတိမပြုထားတဲ့အမှန်တရားသည်တကယ်အမှန်တရားမဟုတ်ဘူးတကယ်အမှန်တရားမဟုတ်သည့်အတွက်ကြောင့်အများအတိမပြုယုံနဲ့မှန်နေတဲ့အမှန်ဟာသဏ္ဍာန်ဝကလွတ်နိုင်တဲ့အမှန်မဟုတ်ဘူးဒါကြောင့်မို့ပရမတ္ထသစ္စာ ultimate truth absolute truth ကိုရောက်သွားရမယ်တော့ general consensus အများအသိမှပြုတယ်အများလို့တူထားတဲ့အမှန်နဲ့မရဘူးတကယ်အစစ်မှန်မှအမှန်လို့ခေါ်ရမှာဖြစ်တယ်ပေါ့အဲ့ဒီ level နှစ်ခုဟာဘုရားဘာသာခွဲခြားသိထားဖို့လိုတယ်ပေါ့အခုဒိဋ္ဌိဝိတ္တုဆိုတာ absolute truth ကိုသွားနေတာနော် absolute truth ultimate reality ကိုသွားတာအဲ့ဒါကြောင့်မလို့ဒိဋ္ဌိဝိတ္တုအမှားနဲ့အမှန်ခွဲခြားသိနေတယ်ညာအဲ့တော့ဒိဋ္ဌိနဲ့ဝိတ္တုဆိုပြီးတော့စကားလုံးနှလုံးဘယ်လိုအဓိပ္ပာယ်ယူရမလဲဆိုဒိဋ္ဌိဆိုတာမှန်ကန်တဲ့အသိဉာဏ်အဲ့ဒီမှန်ကန်တဲ့အသိဉာဏ်ဒီပြင်းနဲ့အမှားအသိကိုဖယ်ရှားလို့အမှားအသိဆိုတဲ့အညစ်အကြေးကိုဆေးကြောနိုင်လို့တန်းစင်စေနိုင်လို့ဝိတ္တုစကလုံးနှလုံးသုံးထားပြီမဲ့လို့အဓိပ္ပာယ်တူတူပဲသို့တော့များအားဖြင့်အင်္ဂလိပ်တို့ပြန်ကြတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြန်လို့ဆိုဒိဋ္ဌိဝိတ္တုကို purification of view လို့ပြန်တယ်ဒါဖွင့်ဆိုချက်တွေနဲ့မမှန်ဘူးเนาะဒီဘာသာပြန်ကအမှန်မဟုတ်ဘူးဟုတ်တယ်လို့တော့ရှိတယ်သို့တော့မူရင်းသုံးတဲ့စကားလုံးကအဲ့ဒီလိုအဓိပ္ပာယ်ဆိုလိုတာမဟုတ်ဘူး purification of view ဆိုတာအမြင်ဤစင်ကြယ်မှုလို့ပြောရင်လေအမြင်ဤစင်ကြယ်မှုကိုပြောတာမဟုတ်ဘူးတနည်းအားဖြင့်တော့သူ့ရဲ့မူရင်းသုံးထားတဲ့စကားလုံးရဲ့ဖွင့်ဆိုချက်ကအဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးအဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးဒိဋ္ဌိဆိုတာအမှန်မြင်ခြင်းဝိတ္တုဆိုတာအမှားမြင်မှုကိုတန်ရှင်းစင်ကြယ်စေခြင်းဆိုဒိဋ္ဌိကလည်းပဲဉာဏ်ပဲဝိတ္တုကလည်းဉာဏ်ပဲ purification of view ဆိုလို့ရှိရင် view ပဲရသွားမှာ purification မရဘူးတကယ်ကောက်မယ်ဆိုလို့ရှိရင်ဆိုလိုတာကသတ္တနာကလည်းဉာဏ်ပဲဝိတ္တုကလည်းဉာဏ်ပဲဒီစကလုံးနှလုံးလုံးဒီအသိဉာဏ်ကိုပြောတာအကယ်၍ purification of view လို့ပြောလို့ရှိရင်အသိဉာဏ်မရဘူးဒီအင်္ဂလိပ်စကားလုံးအရအသိဉာဏ်ကိုရည်ညွှန်းတာမဟုတ်ဘူးဖြစ်သွားတယ်တခါတလေဟုတ်တယ်လို့နဲ့မဟုတ်တာတွေအများကြီးရှိတယ်စ
စကလုံးတွေမှာသူဆိုလို့ရင်မူရင်းစကလုံးကပါတော့ဆိုဒိဋ္ဌိဆိုတာအမှန်မြင်ခြင်းဝိတ္တုဆိုတာအဲ့ဒီအမှန်မြင်တဲ့ဉာဏ်သည်အမှားမြင်နေတဲ့အမှားနေတဲ့အရာကိုစိတ်ကြောတန့်စင်ပေးတတ်တယ်လို့ဆိုလိုတာအဲ့တော့မှားနေတဲ့အရာကိုတန့်ရှင်းတန့်စင်သွားစေတတ်တဲ့အမှန်မြင်မှုလို့ဒီလိုဆိုလိုတယ်စကလုံးနှလုံးမှာအတိပ္ပယ်တစ်ခုတည်းပဲနော်စကလုံးနှလုံးမှာတရားကိုအနေနဲ့တစ်ခုတည်းပဲဉာဏ်ကိုပြောတာလို့အဲ့တော့ဝိသုဒ္ဓိမမှာဘယ်လိုဖွင့်အောင်ဆိုလို့ရှိရင်နာမရူပနာယာထာဝထတနာဒိဋ္ဌိဝိသုဒ္ဓိနာမတဲ့နာမရူပနာနန္တရားယုတ်တရားတို့ကိုယာထာဝထတနာတကယ်အဖြစ်မှန်တိုင်းသိမြင်သောဉာဏ်သည်ဒိဋ္ဌိဝိသုဒ္ဓိနာမဒိဋ္ဌိဝိသုဒ္ဓိမြည်ဒိဋ္ဌိဝိသုဒ္ဓိဆိုတာအသိဉာဏ်အဲ့ဒီအသိဉာဏ်သည်အလုံးနှစ်ခုကိုလုပ်တယ်ဒီလိုဆိုလို့တယ်အလုံးနှစ်ခုကိုလုပ်တယ်အလုံးနှစ်ခုကပါလဲဒိဋ္ဌိမြင်ခြင်းဆိုတဲ့အလုပ်ဝိသုဒ္ဓိစင်ကြယ်စေခြင်းဆိုတဲ့အလုပ်ဒီနှစ်ခုကိုလုပ်တယ်လို့ပြောအမှန်မြင်ခြင်းကိုဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်ဒါကဒိဋ္ဌိထိုအမှန်မြင်မှုသည်အမှားကိုတန်ရှင်းစင်ကြယ်စေတတ်လို့ဝိသုဒ္ဓိဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်စင်ကြယ်စေတဲ့ဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်အဲ့ဒီအလုံးနှစ်ခုနဲ့တွဲဆက်ထားတဲ့အသိဉာဏ်ကိုဆိုလိုတယ်ဒိဋ္ဌိဝိသုဒ္ဓိကသောသောပိုင်းကပြောတဲ့သီလဝိသုဒ္ဓိဆိုတာလေစင်ကြယ်တဲ့သီလကိုပဲပြောတာစိတ်တဝိသုဒ္ဓိဆိုတာစင်ကြယ်တဲ့သမာဓိစိတ်တစ်ခုပဲပြောတာအခုဒိဋ္ဌိဝိသုဒ္ဓိကလည်းစကလုံးနှလုံးဆိုပေမဲ့နှစ်ခုပြောတာမဟုတ်ဘူးတစ်ခုတည်းကိုပြောတာဘာကိုပြောတာတော့ဆိုအသိဉာဏ်ကိုပြောတာနော်ဘယ်လိုအသိဉာဏ်တော့ဆိုရင်နာမရူပနာယာထာဝတတနာဒိဋ္ဌိဝိသုဒ္ဓိနာမနာမရူပနာနန္တရားယုတ်တရားတို့ကိုယာထာဝထတနာတကယ်အရှိတိုင်းသိမြင်သောဉာဏ်သည်ဒိဋ္ဌိဝိသုဒ္ဓိနာမဒိဋ္ဌိဝိသုဒ္ဓိမြည်ဒါဖြင့်ယုံနဲ့နာကိုယုံနံလို့သိတာဒါအမှန်သိပဲအယုံနံလို့မသိပဲနဲ့ဘယ်လိုသိနေတော့ဆိုတရဝါလို့သိနေလို့ရှိရင်နာယုံတစ်ခုပေါင်းစပ်ထားတာကိုလူလို့ထင်နေတယ်နတ်လို့ထင်နေတယ်တရဝါလို့ထင်နေတယ်ဒါအမှားကြီးပဲလေတကယ်ယုံနဲ့နာကလွဲလို့မှတရဝါဆိုတာရှိမှမရှိတာယုံနဲ့နှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားတဲ့တွေးခေါ်တဲ့ရှိတဲ့ငိုတဲ့ဆိုတာဖြစ်တယ်စကားပြောတယ်တကယ်တော့ယုံနဲ့နှစ်ခုပေါင်းစပ်လိုက်လို့ရလာတဲ့အနာတိနဲ့လုပ်နေတာတရဝါမရှိဘူးဒီထဲမှာလို့ယုံနဲ့နှစ်ခုတတ်ရှိတိုင်းမြင်တာဟာဒိဋ္ဌိဝိသုဒ္ဓိလို့အဲ့ဒီအရှိတိုင်းမြင်ဖို့ဟာလွယ်လားဆိုတော့မလွယ်ဘူးအဲ့ဒါမမြင်မဲ့နဲ့လည်းတွေ့တာမှုကိုရှင်းလို့ရမလားမရဘူးတွေ့တာမှုကိုမရှင်းနိုင်ရင်မုန်းတိမှုတွေရောရှင်းလို့ရမလားမရဘူးတွေ့တာမှုကိုမရှင်းမဲ့နဲ့စိတ်တော်ကားကိုဖယ်လို့ရမလားမရဘူးဒါကြောင့်မို့တွေ့တာမှုတွေအထင်လွဲမှုကိုအကြောင်းပြုပြီးတွေ့တာမှုတွေကိုရှင်းနိုင်ဖို့ရအတွက်ဝိပဿနာတရားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့ရှေးဥစွာဒိဋ္ဌိဝိသုဒ္ဓိဆိုတာအမှန်မြင်အောင်ကြိုးစားရမယ်လို့သူဆိုလိုတာနော်အမြင်အောင်ကြိုးစားရမယ်နာယုတ်တို့ကိုအရှိတိုင်းအမှန်တိုင်းဤလူရှိမဖြစ်ပဲနဲ့ရုပ်ကိုရုပ်လိုပဲမြင်ရမယ်နာမ်ကိုနာမ်လိုပဲမြင်ရမယ်အဲ့ဒီလိုသိမြင်တဲ့ဉာဏ်ဤဒိဋ္ဌိဝိသုဒ္ဓိအဘိဓမ္မထသင်္ဃကျမ်းကတော့ဘလို့ဆိုတော့ဆိုရင်
Lekhana Rata Tisu Patana Padatana Vadena Namarupa Breakaho Teti Vidodi Nama Tavawa Tayataku Characteristic look for it သူ့ရဲ့လက္ခဏာရှုထောင့်ကတွေ့ရမယ်ရတ္တလို့ဆိုတဲ့ function ဆောင်ရွက်မှုကိစ္စရှုထောင့်ကသိရမယ်သစ္စုပဋ္ဌာန်လို့ဆိုတဲ့ manifestation ပေါ်လာတဲ့ပုံရိပ်ကိုသိရမယ်ပဋ္ဌာန်ဆိုတဲ့အနိကအကြောင်းတရားကိုသိရမယ်တဘာဝတရားတစ်ခုရှုထောင့်၄ခုကသိတာနာနဲ့ယုတ်ကိုရှုထောင့်၄ခုကနေမြင်တာကိုဒိဋ္ဌိဝိတ္တုလို့ပြောတာအမှန်ဝိတ္တုမိုက်ကတော့ယထာဘုဒ္ဓထတနာအမှန်ကန်သိခြင်းမှန်ကန်သိတယ်ဆိုတာဘာလို့လက္ခဏာရတ္တပစ္စုပ္ပထံပဋ္ဌာန်ဆိုတဲ့ရှုထောင့်၄ခုကနာယုတ်ကိုသိတာအဲ့ဒါဟာဒိဋ္ဌိဝိတ္တုပဲဆိုရှင်းပြဖို့မတူပေမဲ့လို့အထိပ္ပယ်ကတော့ထူးထူးပဲနာမရူပပရိက္ခဆိုတာနာနဲ့ယုတ်ကိုပိုင်းခြားသိနိုင်ခြင်းသိတဲ့ဉာဏ်ဒီလို့ဆိုလို့တယ်နာမရူပပရိက္ခနာယုတ်တို့ကိုပိုင်းခြားသိနိုင်တဲ့ဉာဏ်ဒီသိတဲ့ဉာဏ်ဒီဒိဋ္ဌိဝိတ္တုနာမဒိဋ္ဌိဝိတ္တုကြီးဝိတ္တုမဲ့ကြတော့နာမရူပနာယာထာဝထတနာနာနေယုတ်တွေကိုအမှန်တိုင်းရှုတိုင်းမြင်တော့ဉာဏ်သည်ဒိဋ္ဌိဝိတ္တုနာမဒိဋ္ဌိဝိတ္တုလို့အဲ့ဘုရားဘာသာမှာ level 2ခုရှိတယ်သမုဒိသစ္စာ level ကပြောတဲ့စကားတစ်ခုကိုချင်းတရားတွေမိဘဝတ္တိနော်မိသားစုကျင့်ဝတ်တွေမိတ်ဆွေပေါင်းတို့ရဲ့ကျင့်ဝတ်တွေလိုက်နာကျင့်တော်ရမယ့်အလုပ်တွေမင်္ဂလာတရားတော်ကိုရှေ့ပိုင်းကဟောတဲ့သုတ်ဆောင်မှုတွေအဲ့ဒါတွေကသမုဒိသစ္စာ level ကနေဟောတာအဲ့ဒါတွေကမလို့အကုလားဆိုလိုအပ်တယ်လူရဲ့ဆိုးဆိုင်အတိအတွက်လိုအပ်တယ်ကိုကျင့်သိက္ခာပိုင်းဆိုင်ရာကိုသမုဒိသစ္စာ level ကဟောတာပရမတ္ထသစ္စာ level ကနေကြည့်လိုက်လို့ရှိရင်အဲ့ဒါအမှန်မဟုတ်သည့်အတွက်ကြောင့်သံဃာကထွက်ဖို့မဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အတွက်ကြောင့်ပရမတ္ထသစ္စာ level ကြတော့တော်ဆိုတာမရှိဘူးအမေဆိုတာလည်းမရှိဘူးအဖေဆိုတာလည်းမရှိဘူးရှုံးနေတာနှစ်ခုသာရှိတယ်ဆိုရင်အဲ့ဒီအဆင့်ကိုသွားရတာ level နှစ်ခုကိုရောထွေးအောင်မလုပ်ရဘူးသူ့ level နဲ့သူသွားရမယ်သမုဒိသစ္စာ level ကလည်းသူကလည်းသူဆုတ်ဆိုင်အတိကိုထိန်းတာပရမတ္ထသစ္စာ level ဆိုတာဘဝကထွက်မြောက်ဖို့အတွက်ကြိုးစားတာဘုရားဘာသာမှာထူးခြားတဲ့ level ကြီးနှစ်ခုရှိသမုဒိသစ္စာ level ကြတော့အခြားဘာသာတွေလည်းဟောတာပဲတူတူပဲဘာမှမထူးကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့ထိတ်လိမ့်ကြတာသို့တော့ပရမတ္ထသစ္စာ level ကိုဟောနိုင်တာမရှိဘူးအဲ့ဒီနိဒာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကဝိပဿနာတရားရဲ့အစိတ်ပိုင်းလေးတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်သူ့ဘဝနှစ်ပေါင်း50နှစ်အတွင်းမှာမတွေ့ပါဘူးလို့ပြောတယ်ဘုရားကအသက်80နေရတာသက်တော်အပြင်80ဘာဖြစ်လို့နှစ်ပေါင်း50နှစ်လို့ပြောတာတုံးဆိုတရားရှာတဲ့နှစ်နဲ့တရားသိတဲ့နှစ်တွေကိုပြောတယ်29နှစ်ကလူ့ဘဝမှာနေခဲ့တာအဲ့ဒါထဲမပြောတော့တောထွက်ပြီးတရားရှာတာက6နှစ်ဘုရားအဖြစ်နဲ့တရားဟောတာက45နှစ်6နှစ်နဲ့45နှစ်ပေါင်းပြီးတော့52နှစ်လို့ပြောတာအဲ့ဒီအတွင်းမှာဝိပဿနာတရားဟောနိုင်တဲ့ပုဂ္ဂိုလ်တစိတ်တေသတောင်ဟောတာမရှိဘူးလို့မြတ်စွာဘုရားပြိဋိဘံသံဃာနီးမှာသုဘဒပြပတ်ကြီးကိုဟောခဲ့တယ်အဲ့ဒါဘယ်အဆင့်ကိုပြောတာတော့ဆိုခုပရမတ္ထသစ္စာအဆင့်ကိုပြောတာ
ဒါကြောင့်ပရမတ္ထသစ္စာအဆင့်ကဘယ်ကနေစမလို့အခုဒိဋ္ဌိဝိတ္တုကစတာနော်ဒါဟာဝိပဿနာရဲ့အစပဲဝိပဿနာလမ်းရဲ့ဝိပဿနာလမ်းကြောင်းကိုတက်ဖို့ပထမဆုံးလှိကလေးလို့ဖြစ်လာတယ်သို့တော့ရှေးပိုင်းကဝိတ္တု9ပါးနဲ့ပြောမယ်ဆိုရင်နံပါတ်1ကတော့သီလစင်ကြအောင်လုပ်နံပါတ်2ကတော့သမာဓိရှိအောင်ကြိုးစားသမာဓိနဲ့မှစိတ်ရဲ့အညစ်အကြေးတွေကိုရှင်းထုတ်နိုင်မှာသမာဓိတရားသည်စိတ်ရဲ့အညစ်အကြေးတွေကိုရှင်းထုတ်တာပြီးတော့ကြောင့်စိတ်တဝိတ္တုလို့ခေါ်တာအဲ့ဒါလို့ရှင်းပြီးပြီဆိုတဲ့အခါကျတော့အမှန်မြင်ခြင်းနဲ့မှားရွေးနေတဲ့အတွေးတွေကိုရှင်းထုတ်ဖို့မှားရွေးနေတဲ့အမြင်တွေကိုရှင်းထုတ်ဖို့စတင်လာတော့ဒီဒိဋ္ဌိဝိတ္တုပဲဒိဋ္ဌိဝိတ္တုပဲလို့အဲ့ဒီလိုပြင်အောင်သုစာအထောဒါကြောင့်ဒါနဲ့ပတ်သက်ပြီးတော့သေချာတဲ့သေချာအောင်ကိုစဉ်းစားဆင်ခြင်ရမှာဖြစ်တယ်။နာယုံမှာတပါတခြားရှိသလားမရှိဘူးလားလို့သိကြအောင်လုပ်စီခွဲခြားစိတ်ချလိုက်တဲ့အခါမှာအမှန်မဟုတ်တဲ့အမြင်ဟာပျောက်သွားတာပဲထုံးစံပဲနော်အစစ်မှမဟုတ်လို့ရှိရင်ပျောက်သွားတယ်ဆိုတော့ကားဆိုတာဘယ်ဟာခေါ်တာလဲလူတွေကကားနဲ့သွားတယ်ကားနဲ့လာကြတယ်ကားစီးကြတယ်ကားဆိုတာဘယ်ဟာခေါ်တာလဲလို့ကားရဲ့အစိတ်ပိုင်းတွေတစ်ခုစီတစ်ခုစီဖြုတ်ပြီးတော့ပေးမယ်ဆိုလို့ရှိရင်ကားဆိုတာပျောက်သွားတယ်ကားဆိုတာရှာတွေ့ဖို့မလွယ်တော့ဘူးဘာလို့တွေ့မယ်ဆိုလို့ရှိရင်ဘော်ဒီတွေ့မယ်ပင်းတွေ့မယ်အင်ဂျင်တွေ့မယ်ဘက်ထရီတွေ့မယ်ကားရဲ့စက်ကရိယာတွေပဲတွေ့မယ်အဲ့ဒီပေါင်းစားတာမှလူတွေကကားလို့ခေါ်တာကိုတရားစီဖြုတ်လိုက်လို့ရှိရင်ကားဆိုတာမရှိတော့ဘူးအဲ့တော့ကားဆိုတဲ့အခေါ်ကအမှန်လားလို့ဆိုမဟုတ်ဘူးပေါင်းဆက်တာလို့ခေါ်တဲ့အခေါ်ဖြစ်နေတယ်ထို့တူပဲသရဝါဆိုတာဘာကိုပြောတာတော့ရှုံးတဲ့နံကိုတစ်ခုစီခွဲထားလိုက်လို့ရှိရင်ဘယ်ဟာကိုသရဝါခေါ်မလဲခေါ်တယ်မရှိပြန်ဘူးတစ်ခုစီမေးလိုက်တာရုပ်တာဒုက္ခနံကိုပဲကြည့်လိုက်သပင်ကသပင်မဲ့မျက်စိကမျက်စိပဲနှာခေါင်းကနှာခေါင်းနားနားရှာအဲ့လူဆိုတာပျောက်သွားပြီလေအဲ့ပေါင်းဆက်ထားတဲ့အခေါ်အဝေါ်တွေမှန်သမျှဟာအမှန်တရားမဟုတ်တော့ဘူးပေါ့အရှိတရားလည်းမဟုတ်တော့ဘူးအထင်အမြင်များလားဖြစ်တယ်အဲ့ဒီအထင်အမြင်တွေအလုံးကိုပျောက်အောင်ကြိုးစားတာဒိဋ္ဌိဝိတ္တုဥပမာတစ်ခုပြောမယ်လူတွေပြောကြတယ်တစ်ခုပြင်ငါမြင်နေငါမျက်စိနဲ့မြင်နေပြောကြငါကိုယ်တိုင်မြင်ခဲ့တာအဲ့ဒီမှာရှာကြည့်ဘာတွေတွေ့ပြီလို့ဆိုရင်မြင်နေဆိုတဲ့နေရာမှာရှာကြည့်လိုက်လို့ရှိရင်မျက်စိတွေ့မယ်မြင်စရာအာယုန်တစ်ခုတွေ့မယ်အဲ့ဒီနှစ်ခုပေါင်းစုံခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အသိစိတ်တွေ့မယ်အာယုန်နဲ့ဆက်သွယ်လာတဲ့ဆက်သွယ်မှုတွေ့မယ်စိတ်ခံစားချက်တွေ့မယ်ဒါပဲတွေ့မယ်ငါဆိုတာဘယ်သူ့ကိုခေါ်မလဲအဲ့ဒီငါခုတွေကတရားနာမည်နဲ့ပြောမယ်ဆိုရင်သက္ခုပတာရရူပယုံသက္ခုဝိညာဉ်စိတ်ဖတ်တာဝေဒနာအဲ့ဒီငါခုဖြစ်တာပဲအဲ့ဒါပဲငါဆိုတာဘယ်သူ့ကိုပြောမှလဲအဲ့ဒီငါခုပေါင်းလိုက်တာကိုပဲလူကငါလို့ပြောနေတာလေသရဝါလို့ပြောနေတာအဲ့ဒီငါခုတည်းကတစ်ခုခုပြတ်သွားလို့ရှိရင်လုံးလုံးမရတာ
မြင်တဲ့ဆံဖြစ်တော့လေမျက်စိမရှိရင်လည်းမြင်တဲ့ဆံဖြစ်ဘူးမြင်စရာအာယုံမရှိရင်လည်းမြင်တဲ့ဆံဖြစ်ဘူးအဲ့ဒီဟန်ချက်ညီတဲ့ငါးခုလုံးစုံမှမြင်တဲ့ဆံဖြစ်တာအဲ့တော့ဘယ်သူ့ကိုငါလို့ပြောမှာလဲဒီငါးခုတည်းတစ်ခုကိုငါလို့ပြောမှာလားတရောဝလို့ပြောမှာလားပြောတယ်မရှိဘူးသူ့နာမည်နဲ့သူပဲအဲ့တော့ရှုပ်တရားနံတရားတွေအစုဝေးဖြစ်ချင်းမျှတာဖြစ်တယ် Tested phenomena တဘာဝတရားတက်တက်မျှတာဖြစ်တယ်တရောဝဆိုတာမရှိဘူးငါဆိုတာမရှိဘူးလို့အဲ့လိုမြင်အောင်ကြိုးစားရမှာအဲ့လိုမြင်ပြီးဆိုမှဒိဋ္ဌိဝိတ္တုဖြစ်တယ်နော်အဲ့ဒါကိုဆိုလိုတာဒိဋ္ဌိဝိတ္တုဖြစ်ဖို့ဆိုတာအဲ့ဒီလိုမြင်မှုဒါဖြင့်အဲ့ဒီလိုမမြင်လို့ရှိရင်ဘာပြဿနာဖြစ်လဲတရဝါလို့မြင်တယ်ဆိုလို့ရှိရင်ဘာပြဿနာဖြစ်တယ်မလိုလားအပ်တဲ့အထင်မြင်လွဲမှားမှုတွေဆက်တိုက်ဖြစ်လာတယ်တရဝါလို့ထင်လို့ရှိရင်အတွေးခေါ်လွဲမှားမှုတွေဖြစ်လာတယ်တရဝါလို့ထင်လိုက်တာနဲ့တကြိုင်နဲ့ဒီတရဝါဒီတိပြီးနောက်ဖြစ်တယ်မဖြစ်ဘူးဆိုတာနှစ်ခုလားတရဝါလို့ထင်လိုက်တာနဲ့လူဆိုလို့ရှိရင်ဥပမာပဲနောက်ဘဝတိပြီးတဲ့နောက်ဘဝဖြစ်တယ်တိပြီးတဲ့နောက်ဘဝမဖြစ်ဘူးဆိုရင်ဘယ်လိုမှားရင်းနဲ့အမြင်တွေထပ်ဆင့်လာတယ်လဲတိပြီးနောက်မဖြစ်တော့ဘူးဆိုရင်ဥစ္စေတဝါဒဖြစ်သွားတာသရဝါဟာပြတ်ဆဲသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကြောက်ပြက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်သိပြီးတဲ့နောက်ဖြစ်တယ်လို့ယူဆပြန်လို့ရှိရင်သရဝါဟာထာဝရမြဲနေတယ်လောကကြီးထဲမှာသူကရှိနေတယ်သဒ္ဒရာဒိဋ္ဌိပဲရောက်သွားတယ်အဲ့တော့မလိုလားအပ်တဲ့အတွေးခေါ်နှစ်ခုဟာထပ်ကွဲလာတယ်လို့ဆိုလို့အကယ်၍ယုံနံနှမျိုးသာရှိတယ်လို့တွက်လိုက်လို့ရှိရင်အဲ့ဒီနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့သတ္တနာ problem မလာတော့သရဝါမှမရှိတာယုံတဲ့နာမယ်ဒါပေမဲ့ယုံနံကြတော့ဗာပြောအကြောင်းရှိရင်ဖြစ်တယ်အကြောင်းမရှိရင်မဖြစ်ဘူးဖြစ်စေနိုင်တဲ့အကြောင်းရှိနေသေးရင်ဖြစ်မယ်ဖြစ်စေနိုင်တဲ့အကြောင်းမရှိတော့ရင်မဖြစ်ဘူးဥစ္စေရတတ္တမလာတော့ဒါကြောင့်အဲ့ဒီနှစ်ခုကိုရှောင်ရှားပြီးတော့မြတ်စွာဘုရားပဋိစ္စသုဘကိုဟောတာအကြောင်းရှိရင်ဖြစ်မယ်အကြောင်းချုပ်ရင်ချုပ်မယ်အကြောင်းနဲ့အကျိုးသာဖြစ်တယ်ဆိုတာကိုဟောတဲ့ပဋိစ္စသုဘတိဥစ္စေရဝါဒနဲ့သတ္တရဝါဒကိုရှောင်ရှားခြင်းပဲဖြစ်တယ်ဒါအလွန်သိမ်မွေ့နေတဲ့မြတ်ဗုဒ္ဓရဲ့အစလူ truth level ဖြစ်တယ်ပေါ့နိဗ္ဗာန်သွားခြင်းဒီလမ်းကြောင်းပေါ်မတက်ဖဲနဲ့ဘယ်သူမှနိဗ္ဗာန်မရောက်ဘူးဒီလမ်းကြောင်းပေါ်တက်မှနိဗ္ဗာန်ကိုရောက်နိုင်တယ်လို့ဆိုလိုတယ်သမုဒိသစ္စာ level မှာနေရင်တော့သံဃာထဲမှာပဲရှိမယ်သမုဒိသစ္စာ level ကနေထွက်ပြီးတော့ပရမတ္ထသစ္စာ level ကိုရောက်မှနိဗ္ဗာန်ဆိုတာတွေ့နိုင်တယ်ဘုရားဘာသာမှာ level နှစ်ခုနဲ့မသာထားဖို့လိုရပေါ့နော်ဒါကြောင့်မို့ဒီအမှန်တရားနဲ့ပတ်သက်ပြီးတော့အခိုင်အမာသိမြင်လာအောင်ကြိုးစားအထောက်ကြရတာဖြစ်တယ်ပေါ့တရဝါမရှိဘူးဆိုတာသိကြလောက်အောင်ကိုယ်ခန္ဓာကိုယ်ရဲ့စစ်ဆေးကြည့်ရမြင်တဲ့အချိန်မှာစစ်ဆေးကြည့်ပါလိမ့်ဖြစ်တာလေကြားတဲ့အချိန်ကိုစစ်ဆေးကြည့်ပါလိမ့်ဖြစ်တယ်အနံ့ရတဲ့အချိန်မှာစစ်ဆေးကြည့်မယ်
စစ်ဆေးတာ contemplation ပဲ meditation ပဲ contemplate ဆိုတာ contemplation ဆိုတာတတိနဲ့ပညာနဲ့စူးစိုက်ပြီးတော့လေ့လာတာပြောတာလူတွေဟာသိပ္ပံပညာလက်ထဲမှာသွားပြီးတော့ရှင်းရတာပဲလေလက်တွေ့လှုပ်ဆောင်တာဒါလက်တွေ့လှုပ်ဆောင်အောင်အဲ့လိုမှဆက်ဆက်ကတော့မှမြတ်စွာဘုရားဟောထားတယ်ဝိပဿနာရှုဖို့ရအတွက်အမြင်နဲ့ပတ်သက်တယ်အကြောင်းနဲ့ပတ်သက်တယ်အနံ့ရမှုနဲ့ပတ်သက်တယ်အနံ့ရဲ့အရသာရဲ့အရှိတွေ့ဒီသုံးခုကိုပေါင်းထားတယ်အမြင်နဲ့ပတ်သက်ရင်ဒိဋ္ဌိဒိဋ္ဌမတ္တအကြောင်းနဲ့ပတ်သက်တာကြတော့သုတိသုတ္တမတ္တအနံ့ရဲ့အရသာရဲ့အထိတွေ့ရဲ့ကြတော့မုဒိမုဒ္ဒမတ္တပေါင်းပြီးတော့ထားတာဟောစိတ်ကူးကြံစီလို့သိတာကြတော့ဝိညာတေဝိညာတပတ္တဆိုpoint ၄ခုပဲပေးထားတာမြတ်စွာဘုရားအဲ့ဒါဝိပဿနာရှုဖို့point ၄ခုပဲပေးတာကဲအမြင်နဲ့ပတ်သက်ပြီးပြောကြည့်အောင်ခုနပြောထားတဲ့အတိုင်းပဲအမြင်နဲ့ဆိုတာဟာငါကဘာတူလဲအဲ့ဒီပဲမျက်စိကိုငါလို့ခေါ်မလားအဆင်းအာယုံကိုငါလို့ခေါ်မလားမျက်စိကလည်းသူ့ကြောင့်နဲ့သူဖြစ်လာတဲ့ကံကြောင့်ဖြစ်တဲ့အရာသာဖြစ်တယ်မြင်လာတဲ့အာယုံကလည်းပဲမျက်စိကိုနဲ့ပေါင်းစုံပြီးသွားလို့ဖြစ်တယ်ပေါင်းစုံလာတာဖြစ်တယ်အဲ့ဒီပေါင်းစုံခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ယလကမြင်သိစိတ်ပဲမြင်သိစိတ်နဲ့တွဲဖက်ပြီးပါရတာကဖတ်တာနဲ့ဝေဒနာစိတ်ခံစားချက်တွေဖြစ်လာတယ်ငါးခုပဲတွဲပါနော်မျက်စိရဲ့အဆင်းအာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဒါပဲဖြစ်တာပဲလေတခြားဖြစ်တာမဟုတ်ဆက်စကတော့ကြတော့တဏှာထည့်လိုက်တဲ့အခါ6ခုဖြစ်သွားအဲ့တော့တာမန်အားဖြင့်ကတော့5ခုပဲ5ခုဖြစ်တယ်အဲ့ဒီ5ခုကိုတရဝလို့ခေါ်မှလားငါလို့ခေါ်မှလားငါလို့ခေါ်တဲ့အကြောင်းရှိဘူးမျက်စိကယုတ်တရားတသက်တာဖြစ်တယ်မျက်စိရဲ့ထင်ဟပ်လာတဲ့အဆင်းအာယုံကလည်းယုတ်တရားတသက်တာဖြစ်တယ်သူတို့နှစ်ခုဆုံခြင်းကြောင့်ပေါ်လာတဲ့ရှားသည့်မြင်သိစိတ်သည်နန္တရားတသက်များလားဖြစ်တယ်ဖတ်တာကလည်းနန္တရားတသက်များလားဖြစ်တယ်ဝေဒနာလည်းနန္တရားတသက်များလားဖြစ်တယ်အဲ့တော့ယုတ်နဲ့နံနှစ်ခုဖြစ်ခြင်းများလားဖြစ်တယ်အဲ့ဒီပဲငါဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးသူကသူအကြောင်းကြောင့်ဖြစ်ပေါ်လာပြီးပြည့်စုံသွားတာပဲရှိတယ်အဲ့ဒါလိုမြင်အောင်ကြည့်ရမယ်လို့ဆိုတော့ဒါဝိပဿနာတရားအထုတ်တယ်ဆိုတာအဲ့ဒါပြောတာတန်တရားမှနှစ်ပေါင်းကြာရှိသွားဒီအမြင်ကမရှားခဲ့သည့်အတွက်ကြောင့်လွယ်လွယ်ကူကူနဲ့အမြင်ကိုပြောင်းဖို့ဆိုတာခက်တယ်ကြားတဲ့အခါမှာလည်းပဲငါကြားတယ်လို့ပြောကြတယ်ကဲငါကြားတယ်လို့ပြောရအောင်အဲ့ထင်မယ်ဘာတွေဖြစ်တာတော့လို့တွေ့ကြည့်လိုက်နားရှိတယ်နားမှာအတန်ကလာပြီးတော့ရိုက်ခတ်တယ်ရှားသိစိတ်ပေါ်တယ်ဖတ်တာပေါ်တယ်ဝေဒနာပေါ်တယ်ဒါမဖြစ်မနေဒီတိုင်းသွားနေတာပဲအဲ့ဒီပဲငါဆိုတာဘယ်သူပြောမှလဲတရဝါဆိုတာဘယ်သူခေါ်မှလဲအလုံးဟာတဘာဝတရားတသက်များတာဖြစ်တယ်ဖြစ်ပြီးရင်သူကသူပြတ်သွားတာကိုလုံးနိုင်တာလည်းတခုမှမရှိဘူးအတန်ကြားလို့အသိစိတ်ပေါ်တယ်ဆိုတာကိုလုံးတာမဟုတ်ဘူးနော်အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးများတာဖြစ်တယ်ကိုလုံးလိုက်တာမဟုတ်ဘူးနားလည်းကိုလုံးထားတာမဟုတ်ဘူးအမေကပေးတာလည်းမဟုတ်ဘူးအဖေကပေးတာလည်းမဟုတ်ဘူးဖခင်သခင်ကပေးတာလည်းမဟုတ်ဘူးအတိတ်ကံကနေပြီးတော့ဖန်တီးပေးလိုက်လို့ဖြစ်လာတဲ့အရာအဲ့ဒီပေါ်မှာအတန်ကလာပြီးတော့ဆက်သွယ်လာတဲ့အခါမှာခြာသိစိတ်လေးပေါ်လာတယ်စီကိုလည်းနဲ့တီးလိုက်တဲ့အခါမှာစီတန်ထွက်လာတယ်လို့ပဲအခုလုံးတဲ့တခုမှမရှိဘူးအဲ့ဒီထဲမှာလည်းပဲသရဝါဆိုတဲ့အရာတခုမှမပါဘူးယုံနဲ့နာနှစ်ခုပဲဖြစ်တယ်အဲ့ဒါကိုပြောတာနာမရူပပရိက္ခဟောရှုံးတဲ့နာမဲရှိတယ်နာမရူပနာယာထာဝတ္တနာဒိဋ္ဌိဝိတ္တိနာမရှုံးတဲ့နာနှစ်မျိုး
ကိုယ်သာလည်းအမှန်သိနေတယ်ဆိုအဲ့ဒါဝိပဿနာပဲနော်ဒိဋ္ဌိဝိသုဒ္ဓိပဲအမြင်စင်ကြယ်မှုပဲအဲ့တော့ထိုင်ပြီးတော့အဲ့တိုင်းပဲစဉ်းစားကြည့်တကယ်မြင်အောင်တွေးနောက်တစ်ခါသမင်းစားတယ်ကော်ဖီတောက်တယ် breakfast စားတယ် lunch စားတယ်ပေါ့တစ်ခုစားတယ်အစာစားပြီးဆိုရင်ဘာရင်လာတယ်တတိထားပြီးတော့စားကြည့်ကော်ဖီတောက်ပြီးဆိုရင်ဘာနဲ့ဘာကအရင်လာတော့ဆိုအနံ့ကအရင်လာတယ်မတော့ရသေးဘူးကော်ဖီနံလေးကနှာခေါင်းကိုရင်လာတိုက်တယ်အဲ့ဒါ၅ခုဖြစ်တယ်နော်နှာခေါင်းရယ်ကော်ဖီရဲ့အနံ့ရယ်အနံ့ကိုသိတဲ့စိတ်ရယ်ဖတ်တာရယ်ဝေဒနာ၅ခုဖြစ်သွားတယ်အဲ့တော့ဟောတရား၅ခုဖြစ်ခြင်းပဲကော်ဖီပကံလေးကိုယူပြီးတော့တောက်တော့မလို့လိုးလိုက်တဲ့အချိန်မှာအဲ့ဒါတွေဖြစ်သွားတာအဲ့ဒီမှာလည်းငါမပါဘူးနောက်တစ်ခါတောက်လိုက်ပြီးတောက်လိုက်တဲ့အချိန်မှာဘာလာတော့ဆိုကော်ဖီကြီးကအေးနေတယ်ကော်ဖီကပူတယ်ပူတာအေးတာသိတယ်အဲ့ဒါကြတော့ကာယပတ္တာရဖုဒ္ဓဘာယုံပူတာအေးတာကကျေသောဖုဒ္ဓဘာယုံအဲ့တော့အပူအေးအပြော့မှာကိုသိတဲ့ကာယရဲ့ထိလာတဲ့ဖုဒ္ဓဘာယုံရဲ့အဲ့ဒီနှစ်ခုဆုံးပြီးသည့်အတွက်ကြောင့်ထိသိတဲ့ကာယဝိညာဉ်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာအဲ့မှာလည်း၅ခုဖြစ်တာပြီးပြီဆိုတော့မှကော်ဖီတောက်လိုက်တော့ဩကော်ဖီကခါတယ်ကော်ဖီကစိမ့်စိမ့်လေးဆိုတာရသိလာတယ်အဲ့ဒါလို့သိတာကြတော့တက္ကနာဖြစ်သွားကြပြီတရားရဲ့အရသာရဲ့ဆုံလိုက်တဲ့အခါမှာအရသာသိတဲ့စိတ်ပေါ်လာတယ်ဖတ်တာပေါ်တယ်ဝေဒနာပေါ်တယ်အဲ့တော့ကော်ဖီလေးတစ်ခွက်တောက်ထားသေးတယ်နဲ့ရှုပ်တရားနံတရားပေါင်း15မျိုးဖြစ်သွားတယ်နော်15မျိုးဖြစ်သွားတယ်အဲ့ဒီ15မျိုးထဲမှာငါရှိသလားတတဝါရှိသလားမရှိဘူးဒီ15မျိုးပဲနော်15မျိုးကတပြိုင်တည်းဖြစ်တာမဟုတ်ဘူးသူအကြောင်းနဲ့သူဖြစ်သွားတာဖြစ်ပြီးရင်ပြတ်သွားကြတာအဲ့ဒါလို့သိတာကိုပဲနာမရူပနာယာထာဝထသနာဒိဋ္ဌိဝိသုဒ္ဓိနာမလို့ပြောတာအဝိပဿနာတရားအထုတ်ပြီးဆိုရင်အဲ့ဒါကိုပိုက်ပိုက်နဲ့သိဖို့လိုတယ်ဟုတ်ပြီကော်ဖီတောက်တဲ့အစာစားတယ်15မျိုးမျက်စိကမြင်တာ5မျိုးယုံနာ5မျိုးဖြစ်တယ်နားကြားတဲ့အခါမှာယုံနာ5မျိုးဖြစ်တယ်အစာစားတဲ့အခါမှာ15မျိုးဖြစ်တယ်ဟုတ်ပြီစိတ်ကူးကြံစည်တဲ့အခါကျတော့အဲ့ဒါလေးမပါဘဲနဲ့တက်တက်စိတ်ကူးကြံစည်တာမနေ့ကအကြောင်းအရာပြန်တွေးတယ်နောက်နေ့ဖြစ်မဲ့ဟာတွေးကြည့်တယ်နော်2022ခုနှစ်ပြီးခဲ့တဲ့နှစ်ကအကြောင်းအရာတွေပြန်တွေးတယ်အဲ့ဒီမှာရောငါပါလားအဲ့ဒီမှာတွေးတဲ့စိတ်ကတစ်ခုအဲ့ဒီမှာအခြေခံစိတ်လို့ခေါ်တာပေါ့attention လုပ်တဲ့စိတ်ကတစ်ခုပြီးတဲ့အခါကျတော့တွေးတဲ့အကြောင်းအရာကတစ်ခုအဲ့ဒီ attention လုပ်တဲ့စိတ်ရဲ့တွေးတဲ့စိတ်ရဲ့နှစ်ခုပေါင်းလိုက်တဲ့အခါမှာအတွေးအာယုံရဲ့ပေါ့ attention လုပ်တဲ့စိတ်ကအဝိဇ္ဇစိတ်လို့ခေါ်တယ်အဲ့ဒီစိတ်ရဲ့တွေးတဲ့အာယုံရဲ့နှစ်ခုပေါင်းလိုက်တဲ့အခါမှာတွေးသိစိတ်တွေပေါ်လာတယ်အဲ့ဒီတွေးသိစိတ်နဲ့အတူတူဖတ်တာပါတယ်ဝေဒနာပါတယ်၅ခုပဲအဲ့ဒါလေစိတ်ကူးကြံစည်ရင်လည်းဒီ၅ခုဖြစ်တာပဲအဲ့ဒီမှာကျတော့ရှုပ်တရားမဟုတ်ပဲနဲ့နန္တရားသက်သက်ဖြစ်တာပေါ့သို့တော့တွေးရတဲ့အကြောင်းအရာကရုပ်ဖြစ်ခြင်းဖြစ်နိုင်တယ်နာမ်ဖြစ်ခြင်းဖြစ်နိုင်တယ်တွေးတဲ့အကြောင်းအရာကြောင့်ဥပမာမနေ့တော့စိတ်ဆိုးခဲ့တယ်စိတ်ဆိုးတာကိုတွေးရင်တော့ဒါနန္တရားကိုတွေးတာပဲဘသူကိုစိတ်ဆိုးတယ်အဲ့ဒီသူကိုမြင်အောင်နေလို့ရှိရင်တော့ဒါရုပ်တရားပဲ
ဆိုတော့အဲ့ဒီမှာလည်းပဲယုတ်တိနံနေဖြစ်တာပဲရှိတယ်ယုံနာကလွယ်လို့တခြားဘာမှမဖြစ်ဘူးအဲ့ဒါဝိညာတိဝိညာတမတ္တကြည့်လိုက်မယ်ဆိုတရားပေါင်း30ပဲနော်40နှစ်ဘဝမှာဘုန်းကြီးတို့တွေမျက်စိကမြင်တာနားကကြားတာနှာခေါင်းကနမ်းရှူတာလျှာကအရာသာသိတာခန္ဓာကိုယ်ကထိတွေ့တာစိတ်ကူးကြံစီတာဆိုတဲ့အခါမှာဒီယုံနဲ့တရားအနည်းဆုံး30ဖြစ်နေလက်ကြဖြစ်ဒါတွေပဲဖြစ်နေတာအဲ့ဒီ5ပါးတွေကိုအဲ့ဒီ30ကိုခန္ဓာဖွဲ့လိုက်ရင်ခန္ဓာ5ပါးပဲတကယ်တော့ခန္ဓာ5ပါးဖြစ်ပေါ်လာခြင်းပဲဒါဖြင့်လူတွေဟာဘဝကိုတွေ့တာနေကြတာဘယ်သူတွေ့တာလဲဆိုခန္ဓာ5ပါးတွေ့တာနေတာပဲလေခန္ဓာ5ပါးတွေ့တာနေရင်ဒုက္ခအဆုံးမတတ်တော့ခန္ဓာ5ပါးတွေ့တာမှုကိုဖယ်ရှားနိုင်မှဒုက္ခအဆုံးတတ်တယ်ဒါ Buddhist way for liberation ပေါ့ liberation ရဖို့ရအတွက်ကဒီအဆင့်မြင့်တယ်ပဲဒီတိုင်းသွားတာနော်အဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာဟာအခုလိုရှုံးတဲ့နာနဲ့သာရှိတယ်ရှုံးတဲ့ကလွဲပြီးတော့တတဝမရှိဘူးဆိုတာကိုသိကြတဲ့သိကြအောင်စစ်ဆေးကြည့်ရှုဒီတရားတွေရဲ့အပြင်အခြားပါလေးဖြစ်သေးတယ်လေလို့တွေးအောင်ရှာနော်မတွေးတော့ဘူးဆိုလို့ရှိရင်မရှိတာမတွေးတော့ဘူးဆိုလို့ရှိရင်ကျန်တာတွေအထင်မြင်မြတာဖြစ်တယ်လို့သိလို့ရှိရင်ဒါတကယ်အမှန်သိပဲတရားအသိဆိုတာအဲ့ဒီထအောင်သိဖို့လိုတယ်ပေါ့ဒါဝိပဿနာဉာဏ်ဖြစ်ပြီလားလို့ဆိုဝိပဿနာဉာဏ်ရဲ့ foundation ပဲရှိသေးတယ်အဲ့ဒီတရားတွေနဲ့ပတ်သက်ပြီးမမြဲဘူးဆိုတာသိဖို့လိုတယ်မမြဲသည့်အတွက်ကြောင့်ဒုက္ခရောက်တယ်ဆိုတာသိဖို့လိုတယ်ကိုယ်လုံးနိုင်တာတခုမှမရှိဘူးဆိုတဲ့အနတ္တသဘာဝကိုသိဖို့လိုတယ်ဆိုဆက်တက်လာပြန်အဲ့ဒီဉာဏ်နဲ့ကျတော့တစ်ဆင့်ပြီးတစ်ဆင့်တက်သွားတာနော်တစ်ဆင့်ပြီးတစ်ဆင့်တက်သွားတာဒါကြောင့်မို့လို့ဒါဒိဋ္ဌိဝိတ္တုဆိုတာအခြေခံအဲ့ဒီလိုဖြစ်နေတာဘာကြောင့်ဖြစ်တယ်လို့သိတာကြတော့ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အဲ့ဒီနှစ်ခုအကြောင်းတရားနဲ့လည်းယုံ nant ကိုသိပြီးတဲ့နောက်မှာထိုယုံ nant နဲ့ပတ်သက်ပြီးတော့သုံးသပ်ကြည့်တယ်မြဲသလားမမြဲဘူးလားထာဝရလားတခဏလားသုံးသပ်ပါများလာတဲ့အခါမမြဲဘူးဆိုတာသိလာတယ်အဲ့တော့ဖြစ်မှုပြမှုတွေကိုတကယ်ကိုချစ်ခိုက်ကြက်ခိုက်မှသိလာလို့ရှိရင်ဥရိယပယဉာဏ်ဆိုတာဖြစ်လာတယ်ဥရိယပယဉာဏ်သိလာရင်ချစ်ခိုက်တောင်မှအာယုံမပြုတော့ဘဲနဲ့ပြတ်ထတွေကြီးပဲမြင်လာရင်ဖြင့်ကညာဒါအနိစ္စလမ်းဆုံးသွားတဲ့သဘောပဲဝိပဿနာဉာဏ်ဟာအမြင့်ဆုံးကပြောရမယ်ဆိုရင်အနိစ္စဉာဏ်ဟာပင်ကမှာလမ်းဆုံးတယ်အဲ့ဒီနောက်ဖြစ်လာတဲ့ဖယားဉာဏ်တို့ဒါစိတ်အခြေအနေတွေအသိဉာဏ်တွေပြောင်းသွားဖို့ပြောတာဝိပဿနာဉာဏ်ရင့်လာပြီဆိုလို့ရှိရင်အသိအမြင်တွေအတွေးတွေပြောင်းလဲသွားတယ်ဒါလောက်ပြက်နေတာကြီးဟာကြောက်စရာကြီးပဲလို့မြင်လာရင်ဖယားဉာဏ်နော်အနေများလိုက်တာဆိုလို့မြင်လို့ရှိရင်အာတိတဝဉာဏ်အနေများလို့ကြီးခွေ့စရာကောင်းလိုက်တာဆိုနိဗ္ဗိဒဉာဏ်ဒီဘဝကြီးကလွတ်ချင်လိုက်တာဆိုမုတ်စီတုကမြတ်ဉာဏ်လွတ်ရလွတ်ကြောင်းမှာဘယ်မှာရှိသလဲလို့ပြန်စဉ်းစားတာပဋိသင်္ခါဉာဏ်သင်္ခါရတရားတွေဆိုတာဒီလိုပဲလို့သင်္ခါရတရားတွေရဲ့အဖြစ်အပျက်ကိုစိတ်အေးလက်အေးပူပင်တော့ကမရောက်ဖ ೇನೆ အေးငြိမ်သက်သာစွာရှုနိုင်လာတာကြတော့သင်္ခါရုပ္ပခာဉာဏ်တည်ငြိမ်အေးချမ်းစွာရှုလာနိုင်မှတွေ့တာမှုတွေမုန်းတိမှုတွေကိုတဖြည်းဖြည်းချင်းညှင့်သက်လာလိုက်တာနောက်ဆုံးမှတွေ့တာမှုကလုံးဝလွတ်သွားတယ်မုန်းတိမှုကလုံးဝလွတ်သွားတယ်ဆိုရင်ဉာဏတတနာဆိုတဲ့လက်ဉာဏ်ဘုံဉာဏ်ရသွားတာပဲသင်္ခါရုပ္ပခာဉာဏ်ဒီဝိပဿနာဉာဏ်နဲ့မှထိတ်ဆုံးပဲအဲသင်္ခါရုပ္ပခာဉာဏ်ရင့်တတ်လာပြီဆိုလို့ရှိရင်မက်ကိုကူးသွားတာမက်ကိုကူးသွားတာဟာဒီသင်္ခါရတရားတွေရဲ့
ဒုက္ခပေးနေတဲ့သင်္ခါရတရားတွေရဲ့လွတ်ရာအခြေအနေကိုမြင်ပြီးတော့ရှင်ထဲမှာဆွဲနေတဲ့ကိလေသာတွေအမှားမြင်မှုတွေကိုကုန်ရှင်းထုတ်လိုက်နိုင်တာမဲ့ညာရပြီးတော့ဘုညာဒါဗုဒ္ဓဘာသာရဲ့ရှင်းစဉ်အဲ့ဒါလောက်လေးနဲ့တယ်လို့ဆိုလို့အပြောသက်မဟုတ်ပဲနဲ့တကယ်လက်တွေ့ရှင်းလို့တကယ်ရသွားတဲ့ပုဂ္ဂိုလ်ရှိလွယ်သလားဆိုတော့လွယ်နဲ့တော့မရဘူးနော်လွယ်သလားလို့မေးလို့ရှိရင်ဒါ individualize ပဲတချို့ပုဂ္ဂိုလ်တွေကြတော့လွယ်မယ်တချို့ပုဂ္ဂိုလ်တွေကြတော့ခက်မယ်ဘယ်လောက်လုံးအောင်မလဲဆိုတာလဲလူနဲ့ပဲပုဂ္ဂိုလ်အလိုက်ပဲတချို့ပုဂ္ဂိုလ်ကြတော့10မိနစ်နဲ့ရခြင်းရသွားတယ်တချို့ပုဂ္ဂိုလ်ကြတော့လဲ10သက်နဲ့မရတာလည်းရှိတယ်ဒါကသူ့ရဲ့ qualification နဲ့သွားတာလောကီပညာတစ်ခုသင်တာတော့မှပဲတတ်တဲ့လူရှိတယ်မတတ်တဲ့လူရှိတယ်ထူးချွန်တဲ့လူရှိတယ်မထူးချွန်တဲ့လူရှိတယ်အဲ့တိုင်းပဲလောကုတ္တရာပညာရမှလည်းပဲဒီတိုင်းပဲလို့မှတ်ရဘယ်နည်းအားထုတ်ရမှာတော့ဆိုမရမချင်းအားထုတ်ရမှာလို့ပဲပြောရမှာနော်ရှားကျင်တဲ့လူကြတော့10မိနစ်နဲ့လည်းရနိုင်တယ်10နာရီနဲ့လည်းရနိုင်တယ်ဒါသူ့ရဲ့ qualification ပေါ်မှာမူတည်တယ်လမ်းစဉ်ကတော့ဒါပဲဘသူလို့လမ်းစဉ်ကဒါပဲထိတိုင်းသွားမှာပဲဒီအစဉ်တိုင်းသွားအဲ့တော့ဒီနေ့အဓိကအားဖြင့်ဒိဋ္ဌိဝိသုဒ္ဓိအကြောင်းကိုရှင်းလင်းဖော်ပြတာဖြစ်ပါတယ်အမှားနဲ့အမှန်ခွဲခြားသိတဲ့ဉာဏ်ဆိုတာအမှားကပါလေသတ္တဝါလို့မြင်နေတာအမှားရှုံးတဲ့နာနှစ်ခုသာရှိတယ်ဆိုတာအမှန်နော်အဲ့တော့ကိုမြင်နေတာအမှားမြင်တာလားအမှန်မြင်တာလားဆိုတာကိုသတိထားပြီးတော့အမှားမြင်တာတွေကြောက်အောင်အမှန်မြင်အောင်အမှန်မြင်ခြင်းတို့ရောက်အောင်ရှင်းကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း